နင်တို့ခက်ကလူငယ်တွေကအလိုလိုက်လုံးလို့စိုးနေကြတာငါတို့ခက်တုံကတော့ဆိုတဲ့မိဘတွေရဲ့စကားတန်အမေတို့ကလေခက်ကပြောင်းသွားပြီလေဘာမှနားမလည်ပဲနဲ့ဆိုတဲ့သားသမီးတွေရဲ့တုံ့ပြန်တဲ့အိမ်တိုင်မှာတူတူနေထိုင်ကြပင်ပဲစကားတခွန်းပြောမိတိုင်းရံပွဲဖြစ်ပြောင်းလဲသွားတတ်တဲ့မိဘနဲ့သားသမီးကြားကအမြင်မတူမှုစစ်ပွဲဟာကဘာပေါ်ကအဖြေရှာရခက်ဆုံးပြဿနာတစ်ခုပါဘာလို့တယောက်ကိုတယောက်ချစ်ကြရတာနဲ့စကားပြောရင်ကတိကသက်တွေဖြစ်ကုန်ကြရလဲဒီနေ့မှာတော့ဒီစစ်ပွဲရဲ့နောက်ွယ်ကအမှန်တရားနဲ့နှလုံးသားချင်းနီးစပ်သွားစေမဲ့နီလန်းတွေကိုပြပြပေးသွားပါမယ်ဒီပြဿနာကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့ကမိဘနဲ့သားသမီးကြီးပြင်းလာခဲ့ရတဲ့ခင်နောက်ခံကိုအရင်ကြည့်ရပါမယ်မိဘတွေကြီးပြင်းခဲ့ရတဲ့ခေတ်ကရှင်သန်နိုင်ရေးနဲ့တည်ငြိမ်မှုကိုအဓိကထားရတဲ့ခေတ်ပါအလုပ်တစ်ခုမြင်မြင်လို့ပတ်စံစုအိမ်အောင်ပြူဒါဆိုရင်ဘဝအောင်မြင်ပြီလို့ယူဆခဲ့ကြတာပါဒါကြောင့်သူတို့ကသားသမီးတွေကိုစိုးရိမ်စိတ်နဲ့အနေရကင်းမဲ့လမ်းဟောင်းအတိုင်းပဲရှောက်စေချင်ကြတာပါဒါပေမဲ့ဒီနေ့ခေတ်သားသမီးတွေကြီးပြင်းလာတဲ့ခေတ်ကတော့စိတ်ကြရွေးချယ်မှုနဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှေ့တန်းတင်တဲ့ခေတ်ဖြစ်နေပါပြီဒါပေမဲ့ရုံးဝင်နှံအလုပ်ထက်ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တာအွန်လိုင်းကနေပတ်စံရှာချင်တာကိုယ်ဝါသနာပါတာကိုဇွတ်လုပ်ချင်ကြတာမျိုးပါမိဘတွေမြင်မှာတော့ဒါဟာစွန်စားလုံးရကြပြီးတော့အနာဂတ်မတည်ကြတဲ့လမ်းကြောင်းလို့မြင်ပြီးတော့တားဆီးကြပါတယ်ဒီနေရာမှာလည်းအကောက်အကွယ်ပေးခြင်းနဲ့စိုးရိမ်စိတ်နဲ့လွတ်လပ်ခြင်းနဲ့စိတ်ကူးတို့ထိတ်တိုက်တွေ့ပြီးတော့စစ်ပွဲကစတင်มาတော့တယ်ပိုဆိုးတာဟာမိဘနဲ့သားသမီးကြားမှာစကားပြောဆိုဆက်ဆံရေးအတတ်ပညာအားနေကြတာပါမိဘတွေကသားသမီးကိုစိတ်ပူလို့ပြောတဲ့အခါငါပြောတယ်လို့နင်ကဘာသိလို့လဲဆိုတဲ့အမိန်ပေးတဲ့ထွက်သွားတတ်ပါတယ်အဲ့ဒီခါမှာသားသမီးဘက်ကစိုးရိမ်စိတ်ကိုမမြင်တော့ဘဲနဲ့ငါ့ကိုချုပ်ချယ်နေတာပဲလို့ခံစားရပြီးတော့မခံချင်စိတ်နဲ့ပြန်ခံပြောမိကြပါတယ်ဒီခါလီသားသမီးတွေကအပြင်မှာအဆင်မပြေလို့စိတ်ထဲကြလို့အိမ်မှာရင်ဖွင့်တဲ့အခါမိဘတွေကနင်တို့ကစိတ်တက်မခိုင်ပါလို့ပါငါတို့ခက်ကဒီတက်ဆိုးတာတော့ခံနိုင်သေးတယ်ဆိုပြီးတော့နှိုင်းရှင်ဝေဖန်တက်ကြပါတယ်ဒီလိုနဲ့သားသမီးတွေကနောက်ပိုင်းမှာဘာတွေပဲကြုံတွေ့အိမ်ကိုမပြောတော့ဘဲနဲ့တဖြည်းဖြည်းစင်ကားသွားကြပါတယ်တအိုးရဲစာတအိမ်နဲ့နေပြီးတော့ကဘာချသွားတဲ့တနာစရာအခင်းချင်းတွေပါဒါဆိုရင်ဒီစစ်ပွဲကိုဘယ်လိုရပ်တန့်ကြမလဲသားသမီးတွေဘက်ကအရင်စတင်ရမယ့်ချက်ကတော့မိဘတွေကိုကလေးတယောက်လိုသဘောထားပြီးတော့နားလည်ပေးဖို့ပါပဲမိဘတွေရဲ့အသက်အရွယ်သူတို့ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံရသူတို့ရဲ့တွေးခေါ်ပုံကိုအတင်းအကျပ်ပြောင်းလဲပစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူတို့ရဲ့စူပူပြစ်တင်တဲ့တွေရဲ့နောက်ွယ်ကတကယ်စိတ်ပူပန်မှုကိုမြင်အောင်ကြည့်ပြီးတော့ရံမဖြစ်ဖက်အေးအေးဆေးဆေးနားထောင်ပေးလိုက်ပါပြီးမှကိုယ့်ရဲ့အစီအစဉ်ကိုတေချာရှင်းပြပါမိဘတွေဘက်ကလည်းသားသမီးဆိုတာကိုယ့်ရဲ့ပိုင်ဆိုင်မှုပစ္စည်းမဟုတ်ကြောင်းသူတို့မှလည်းကိုယ်ပိုင်နှလုံးသားနဲ့ကိုယ်ပိုင်အုံနောက်ရှိကြောင်းအတိမတ်ပြုပေးဖို့လိုအပ်ပါတယ်သူတို့ခင်နဲ့ကိုယ်ခင်မတူတော့တာကိုလက်ခံပေးပြီးတော့အကြံပေးရုံပဲပေးပြီးနောက်ွယ်ကနေပဲဝင်းရံပေးတင်ပါတယ်အိမ်ဆိုတာဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတာကိုတရားစီရင်နဲ့တရားယုံမဟုတ်ပါဘူးအိမ်ဆိုတာအပြင်လောကမှာဘလောက်ပဲပင်ပန်းပါစေပြန်လာရင်နှွေးထွေးမှုပေးနိုင်ရမယ်ခိုလုံရတက်တက်ဖြစ်ရပါမယ်ဒီဗီဒီယိုကြည့်နေကြတဲ့တငယ်ချင်းတို့ရောလက်ရှိအိမ်မှာမိဘတွေနဲ့အမြင်မတူပဲစဉ်းညစ်နေရတဲ့အကြောင်းအရာတွေရှိကြလားဒါမှမဟုတ်မိဘနဲ့စကားပြောရင်အဆင်ပြေအောင်ဘယ်လိုညှိနှိုင်းကြလဲဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်မိဘဆိုတာလေဘဝမှာမိဘပထမဆုံးအချိန်ဖြစ်ဖူးကြတာမို့လို့အမားတွေရှိတတ်ကြပါတယ်အပြန်လဲနားလည်မှုနဲ့တာယာအေးချမ်းတဲ့မိသားစုဘဝလေးတည်ဆောက်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်